Hello အားလုံးမင်္ဂလာပါဆွေလေးရွရချီတဲ့နေ့လို့အဲ့လုပ်ငန်းမှာပြန်လည်ကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မိတ်ဆွေများကိုမျှဝေခြင်းတဲ့အကြောင်းအရာကဆွေလေးရွရချီတဲ့ရဲ့ဒါသမီတွေကိုရက်လာတဲ့အကြောင်းအရာတွေကနံပါတ်ပိုင်းမြောက်အပိုင်းကိုမျှဝေခြင်းပါတယ်ကျွန်တော်တို့share ဗီဒီယိုတွေတိုင်းပဲကျွန်တော်ကကလျာဏမိတ်တဆိုတဲ့မိတ်ဆွေကောင်းဆွေကောင်းတွေကိုရလာတဲ့အရန်ကောင်းပါတယ်ကျွန်တော်အဲ့ဒီမှာပြောချင်တဲ့ကျွန်တော်ဆရာတယောက်ရှိသေးတယ်သူကကံပွင့်စလိတ်ခုံရှိတယ်ကံပွင့်တင်ကားတိုင်ရှိတယ်အဲ့ဒီမှာသူတို့ပိုင်ရှင်ဖြစ်တဲ့ကိုကြအောင်နဲ့တွေ့တဲ့အကြောင်းအရာပေါ့နော်အဲ့မှာကိုကြအောင်နဲ့တွေ့တဲ့အကြောင်းအရာကျွန်တော်တို့လက်ဖေးဆိုင်ငယ်ငယ်လေးမှာလက်ဖေးတောက်နေကြဆိုတော့အဲ့ဒီမနေ့မှာတော့တောက်ရင်းနဲ့ကိုကြအောင်ကကျွန်တော်ခေါ်တယ်ကိုရဲလင်းလာပါအောင်ဆိုတော့ကျွန်တော်ကြောက်သွားတယ်ဘာလို့ဆိုကိုကြအောင်လို့ကျတော့လူမှုရေးလုပ်ငန်းနဲ့တော်တဲ့လူစီးပွားရေးလုပ်ငန်းနဲ့တော်တဲ့လူပေါ့နော်တကယ်အထင်တောင်ကြီးမြို့မှာအထင်ကြီးရတယ်ပေါ့နော်အဲ့မှာကျွန်တော်တည်နေဆိုတော့ကျွန်တော်ကလည်းဒီမိုးကိုကြီးတာအဖွဲ့ခွဲ25မှာကျွန်တော်တို့ကဝေယဝိဆအင်တော်မပြုခင်တော့တအားလုခဲ့တာကိုကြအောင်လို့ကလည်းအဲ့ဒီမှာလူကြီးတွေလည်းပါတယ်တရားလည်းအားထုတ်တဲ့လူတွေဆိုတော့အဲ့မှာကိုကြအောင်ကခေါ်တော့ဟုတ်ကဲ့အကိုဆိုတော့ကိုရဲလင်းနဲ့ကလေးမရသေးဘူးဆိုလို့တဲ့ဟုတ်တယ်ဗျာကိုလို့ကျွန်တော်ကလေးအိမ်တော်တက်၄နှစ်ရှိပြီလို့ကလေးမရသေးဘူးဆိုတော့သူတော့ကသူ့အတွေ့အကြုံတွေပြောပြတယ်သူတော့ကသူ့မျိုးအယုံတမီးဆရာပေါ့သူကငွေလည်းရှိတယ်ပညာလည်းတတ်တယ်သူတို့ဒိုင်းဝိုင်းနေရလေအဲ့တော့အဲ့ဒီသူ့အိမ်တော်တက်9နှစ်အထိသူကလေးမရခဲ့အဲ့မှာသူကလည်းဒီတခြားနိုင်ငံခြားတွေပတ်ပြီးတော့မှလည်းဘာမျိုးတွေစူးစမ်းခဲ့ဖူးတယ်အဲ့လိုပဲပေါ့နော်ဆူလွဲသိပ်ပဲမြန်မာနိုင်ငံမှာလည်းသူတော်တော်စူးစမ်းခဲ့ပြီးတော့ကလေးမရခဲ့အဲ့မှာ तू ကသူ့အထွေးကြုံပြောပြတဲ့အချိန်မှာ तू ကအဲ့9နှစ်ပြည့်တဲ့အချိန်မှာ तू ကဘာတတိယလဲဆိုတော့ तू ငယ်တုန်းကသူ့အမေကို तू ကဒီဝစီခံနဲ့ပြောမှာခဲ့တဲ့အပြစ်တစ်ခုရှိခဲ့ဖူးတယ်ပေါ့နော်ဒါပေမဲ့ तू ကရွယ်စော်ကားတဲ့ရွယ်တော့မဟုတ်ဘူးပေါ့အဲ့မှာ तू ကတွေးခေါ်တတ်စအရွယ်မှာလို့ပြောမဆိုမှရှိခဲ့တဲ့အရွယ်ဆိုတော့ तू ကအဲ့တော့အဲ့ပြစ်ချက်ကို तू ကတတိယဝါရင်းနဲ့ तू ကအမေကို तू ကကြာနာခန်းနာနဲ့ तू ကတောင်းပန်ကတော့ဝန်ချတောင်းပန်ပြီးတော့မှ तू ကကတော့ပြီးတော့မှ तू ကအစီဟာသူတို့လည်းလုတ်ခဲ့တယ်ပေါ့နော် तू ကတော့ဘာသာရေးတော့ပြောစရာမလိုအဲ့မှာ तू ကကျွန်တော်ဘာတင်ပေးလဲဆိုတော့ဒီဗုဒ္ဓဘာသာရဲ့ထုံးစံဒီလို့ခေါ်တယ်သူ့ရဲ့ဒီတုတ်တန်တရားတော်အတိုင်းပဲ तू ကကျွန်တော်ရှင်းပြတယ်ငိုးဥမစားနဲ့တို့ငိုးဥကြက်ဥငါးဥတို့ဘာလို့မစားနဲ့ပေါ့နော်အဲ့ဒါပါတယ်နောက်ပြီးတော့မှ तू ကဘုံကြီးเจ้าကိုလည်း तू ကတလားအောင်နှစ်ခါသုံးခါလောက်ထိပေါ့တွားပြီးတော့မှစွန့်ကပ်ဖို့နော်နောက်ပြီးတော့မှဒီအတူနေရဲ့မိဘဆိုတာအနေနဲ့အချင်းပြစ်မှားမိမှာပေါ့မင်းအနေဆုံးမင်းမနှောကန်နဲ့တော့ပြစ်မှားမိမှာဝစီကလည်းပေါ့အောင်ပါမင်းတော့ကဲရန်ကဲမပါနိုင်ဘူးပေါ့နော်သူကအဲ့လိုရှင်းပြအဲ့တော့တရားတောင်းပန်ပါတရားကတော့ပါပေါ့နော်အဲ့ချိန်မှာသူကအဲ့လိုရှင်းပြတယ်နောက်ပြီးတော့မှဒီဖုန်းကြီးเจ้าကိုစွန့်ကပ်ရင်လေသာသမီရတနာရလို့ချင်းဟုတ်ဆွမ်းလာကပ်ပါတယ်ဗျာဆိုပြီးတော့မှစိတ်ထဲကနေစူတောင်းအကယ်၍ဆရာတော်ကမေးလာခဲ့ရင်လေပုံဝင်လင်းပြောပြဆိုတော့သူကအဲ့လိုတင်ပေးတာအဲ့တော့ကျွန်တော်သူတင်ပေးတဲ့အတိုင်းပဲသူကဝိဇ္ဇာနီးတော့တိတ်ပံနီးတော့ပြောပြတယ်နော်သူတေချာရှင်းပြတယ်အသေးစိတ်ကိုပြောပြတယ်အဲ့တော့တိတ်ပံနီးကတော့နောက်တစ်ပိုင်းမှာကျွန်တော်ဆက်ပြောမယ်အခုဒီဝိဇ္ဇာနီးကတော့ဒီအပိုင်းที่ကျွန်တော်ပြောလိုက်ပြီပေါ့နော်အဲ့တော့ရှေ့ကဒီရွှေငါဟုတ်တဲ့ပိုင်းရှင်ဦးမင်းရွှေပြောတာနဲ့ဝိဇ္ဇာနီးနဲ့ဒီအခုကိုကြအောင်ပြောတဲ့ဝိဇ္ဇာနီးနဲ့ကတူနေတယ်အဲ့တော့ပြန်တွက်ကြည့်ရင်ဘာမှအကုန်ကြာရှိရမှာဟုတ်ဒါတော့ယုံကြည်တင်ပြီပေါ့နော်ကျွန်တော်လည်းလုံးကိုလုံးမရမယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတော့ကြုံတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုကြအောင်ပြောပြတဲ့တိတ်ပံနီးကိုနောက်တစ်ပိုင်းမှာ
ကျွန်တော်တို့လူငယ်တွေနားထောင်လို့မရတဲ့80 plus အကြောင်းလေးတွေတော့နည်းနည်းပါမှာဖြစ်တဲ့အတွက်နောက်တစ်ပိုင်းကိုကျွန်တော်ဆက်ပြောပြပါမယ်အခုကိုကြောင်အောင်လဲဒီဗီဒီယိုနဲ့ကျွန်တော်ကာရဝပြုပါတယ်ကျေးဇူးအရန်ကြီးခဲ့ပါတယ်ဟုတ်ကဲ့မိတ်ဆွေများလည်းကျေးဇူးပါဗျ